မြတ်စွာဘုရားရှိခိုးဝေစီကံဤဓမ္မတရားတော်မြတ်ကိုရှိခိုးဝေစီကံဤတရားတော်မြတ်ကိုရှိခိုးဝေစီကံဤရှင်ဘုရားတရားတပည့်တော်တရားဆုံးစီမီစက္ကန့်လူရပါမည်ကျိုးရောက်နာတိမကင်းနဲ့လူချမ်းသာလက်ချမ်းသာဖြစ်ခွင့်မရှိဝိပဿနာရဲ့ဇာစိစေရည်တဲ့မြေကရှင်ပြလူမျက်နှိဗံကိုရတူတူနဲ့ယူပါရင်နဲ့လူဘဝတရားရင်းနဲ့မရှိဘူးဒီလိုဖြစ်မျိုးမဖြစ်လို့ပါစီတရားတော်အကူပါဒီတရားတော်အကူပါဒီသံဃာတော်အကူယူရင်ဘဝတစ်ပံဖြစ်လို့ဆွဲဦးမြတ်ယူမှမကြဝိပဿနာဉာဏ်ဇာစစ်စစ်မြင့်တဲ့မြေကအရှင်ဘုရားညနေပဲတတိတော်ရတူရလို့ရောက်လို့ပါပြီဘုရားမြတ်စွာဘုရားရှိခိုးဝေစီကံဤဓမ္မတရားတော်မြတ်ကိုရှိခိုးဝေစီကံဤတရားတော်မြတ်ကိုရှိခိုးဝေစီကံဤရှင်ဘုရားတရားတပည့်တော်တရားဆုံးစီမီစက္ကန့်လူရပါမည်ဒီကျိုးရောက်နာတိမကင်းနဲ့လူချမ်းသာလက်ချမ်းသာဖြစ်ခွင့်မရှိဝိပဿနာရဲ့ဇာစိစေရည်တဲ့မြေကရှင်ပြလူမျက်နှိဗံကိုရတူတူ